ဟုတ်ကဲ့မင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ကျွန်တော်တို့ဇူလန်ကုမ္ပဏီမှာစီးပွားရေးဖြစ်ဝင်ရောက်လုပ်ကိုင်တဲ့သူတိုင်းကိုပေးအပ်ထားတဲ့ရပိုင်ခွင့်17ချက်ရဲ့အကြောင်းလေးကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်နဲ့အတူအဆုံးထိလေ့လာဖို့အတွက်အားလုံးကိုဖိတ်ခေါ်ပါရစေခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဇူလန်ကုမ္ပဏီအားဆိုလို့ရှိရင်တော့1988ခုနှစ်ကနေပြီးတော့မှမလေးရှားနိုင်ငံမှာစတင်ပြီးတော့ယင်းနှိမ့်မြုံနှံမှုငွေတန်ပေါင်း2600နဲ့တည်ထောင်ခဲ့တဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။လက်ရှိမှာဆိုလို့ရှိရင်တော့32နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။မလေးရှားကနေပြီးတော့မှယနေ့ကျွန်တော်တို့ထိုင်းနိုင်ငံတွေကိုဝင်ရောက်လာခဲ့တာဆိုလို့ရှိရင်1998ခုနှစ်ကနေဖြစ်ပြီးတော့ယနေ့လက်ရှိမှာဆိုလို့ရှိရင်တော့နှစ်ပေါင်း24နှစ်ထဲကိုဟုတ်ကဲ့မင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ကျွန်တော်တို့ဇူလန်ကုမ္ပဏီမှာစီးပွားရေးဖြစ်ဝင်ရောက်လုပ်ကိုင်တဲ့သူတိုင်းကိုပေးအပ်ထားတဲ့ရပိုင်ခွင့်17ချက်ရဲ့အကြောင်းလေးကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်နဲ့အတူအဆုံးထိလေ့လာဖို့အတွက်အားလုံးကိုဖိတ်ခေါ်ပါရစေခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဇူလန်ကုမ္ပဏီအားဆိုလို့ရှိရင်တော့1988ခုနှစ်ကနေပြီးတော့မှမလေးရှားနိုင်ငံမှာစတင်ပြီးတော့ယင်းနှိမ့်မြုံနှံမှုငွေတန်ပေါင်း2600နဲ့တည်ထောင်ခဲ့တဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်လက်ရှိမှာဆိုလို့ရှိရင်တော့32နှစ်ရှိခဲ့ပြီဖြစ်ပါတယ်မလေးရှားကနေပြီးတော့မှယနေ့ကျွန်တော်တို့ထိုင်းနိုင်ငံတွေကိုဝင်ရောက်လာခဲ့တာဆိုလို့ရှိရင်1998ခုနှစ်ကနေဖြစ်ပြီးတော့ယနေ့လက်ရှိမှာဆိုလို့ရှိရင်တော့နှစ်ပေါင်း24နှစ်ထဲကိုဝင်ရောက်ခဲ့ပြီဖြစ်ပါတယ်လက်ရှိကျွန်တော်တို့ဇူလန်ကုမ္ပဏီရဲ့ယင်းနှိမ့်မြုံနှံမှုတန်ဖိုးမှာတန်ပေါင်း9000အထက်ကိုယင်းနှိမ့်မြုံနှံထားတဲ့ကုမ္ပဏီဖြစ်ပါတယ်အခုလိုမျိုးတန်ပေါင်း9000ကျော်ယင်းနှိမ့်မြုံနှံထားတဲ့ကုမ္ပဏီမှာမိမိအနေနဲ့ဝင်ရောက်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဇူလန်ကုမ္ပဏီကနေပြီးတော့ကုမ္ပဏီကိုစားပြုအနေနဲ့ဖွင့်လှစ်ထားတဲ့ AJC လို့ခေါ်တဲ့စိုင်ခွဲပေါင်းလုံးပေါင်း200ကျော်ကိုအမျိုးမျိုးအနေနဲ့မှာဖွင့်လှစ်ထားပြီးဖြစ်တဲ့အတွက်အဲ့ဒီမှာမိမိအနေနဲ့တွားရောက်လေ့လာလို့ရပါတယ်ခင်ဗျာမိမိအနေနဲ့လေ့လာပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်တကယ်လို့ဇူလန်ကုမ္ပဏီမှာဝင်ရောက်ချင်တယ်ဆိုလို့ရှိရင်တော့ယင်းနှိမ့်မြုံနှံမှုအနေနဲ့ဆိုလို့ရှိရင်ဘတ်ငွေ250သာလိုအပ်ပါတယ်အဲ့ဘတ်ငွေ250နဲ့အတူမိမိတို့ရဲ့ passport မိတ္တူလေးတွေကိုကျွန်တော် AJC မှာဖောင်ဖြည့်ပြီးတော့မှဝင်လိုက်ရုံနဲ့ကုမ္ပဏီကနေမိမိတို့ကိုယ်စားလှယ်အဖြစ်အတိမတ်ပြုပေးမှာဖြစ်ပါတယ်ဒီလိုမျိုးမိမိအနေနဲ့250နဲ့ဝင်ရောက်တဲ့နေ့မှာပဲကုမ္ပဏီကနေပြီးတော့မှပြန်လည်ပြီးတော့မိမိကိုပထမအဆုံးအနေနဲ့ယာယီနံပါတ်ဆိုပြီးတော့မှ TRM ဆိုတဲ့သင်္ကေတနဲ့အတူ AJC ရဲ့သင်္ကေတကိုထိတ်မှခံပြီးတော့မိမိအတွက်ကိုယ်ပိုင်နံပါတ်တစ်ခုကိုထုတ်ပေးမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့မကြခင်မှာပဲကိုယ်ပိုင်နံပါတ်အနေနဲ့နောက်ထပ်အမြဲတမ်းသုံးရမယ့်နံပါတ် DRN ဆိုပြီးတော့41နံပါတ်ကိုထိတ်မှထားပြီးတော့နောက်ကနံပါတ်9လုံးနဲ့ထပ်မံထုတ်ပေးမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့နံပါတ်2အချက်အနေနဲ့ဆိုရင်စီးပွားရေးကိုအထောက်အကူဖြစ်စေနိုင်တဲ့စီးပွားရေးလမ်းညွှန်စာအုပ်တစ်စုံကိုလည်းပဲထည့်ပေးမှာဖြစ်ပါတယ်ဒီစာအုပ်တွေရဲ့တန်ဖိုးဟာဆိုလို့ရှိရင်တန်ဖိုးအနေနဲ့သတ်မှတ်ရင်ဘတ်400ကျော်တန်ဖိုးရှိပေမဲ့250နဲ့ဝင်ရောက်တာတဲ့ကိုယ်စားလှယ်တိုင်းကိုအခမဲ့ထုတ်ပေးသွားမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့စီးပွားရေးမှာအောင်မြင်ဖို့အတွက်ကိုလည်းပညာသင်ကြားမှုစိတ်များကိုလည်းအခမဲ့သင်ကြားခွင့်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့မိမိအနေနဲ့ကိုယ်စားလှယ်တယောက်ဖြစ်သွားပြီဆိုလို့ရှိရင်ကုမ္ပဏီကရပိုင်ခွင့်17ချက်တည်းကနေပြီးတော့2ချက်တိတိကိုစတင်ခံစားခွင့်ရှိမှာဖြစ်ပါတယ်နံပါတ်1ချက်ကတော့မိမိအနေနဲ့ရောင်းချခြင်းမှာရရှိတဲ့အမြတ်ငွေ15%ကိုခံစားခွင့်ရှိမှာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်အနေနဲ့ဥပမာအနေနဲ့အကျယ်ချက်ပြီးရှင်းပြပေးပါမယ်ကျွန်တော်တို့ဇူလန်ကကုမ္ပဏီမှာထုတ်လုပ်တဲ့ထုတ်ကုန်ပစ္စည်းတွေကိုမိမိအနေနဲ့ကိုယ်တိုင်ဝယ်သုံးရင်ရှော့ဈေးဖြစ်ပြီးတော့ပြန်ရောင်းရင်အမြတ်ရမှာဖြစ်ပါတယ်ဒီနေရာမှာမိမိကဥပမာသွားတိုက်ဈေးတစ်ခုကိုသူ့ရဲ့ဈေးနှုန်းက189ဘတ်ရှိပြီးတော့မိမိအနေနဲ့ဝယ်သုံးတယ်ဆို155ဘတ်နဲ့ပေးဝယ်ရင်ရပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်မိမိအနေနဲ့ပြန်ရောင်းကားရမယ်ဆိုလို့ရှိရင်တော့24ဘတ်အမြတ်ရမှာဖြစ်ပြီးတော့မိမိဝယ်သုံးခဲ့ရင်24ဘတ်သက်သာမှာဖြစ်ပါတယ်နောက်ပြီးတော့အမှတ်ဆိုပြီးတော့လည်း10မှတ်ပေးထားပါတယ်တကယ်လို့မိမိအနေနဲ့ဂျင်းစင်းကော်ဖီအထုပ်တစ်ထုပ်မှာဆိုလို့ရှိရင်1255ဘတ်ဖြစ်ပြီးတော့မိမိဝယ်ယူတဲ့အခါမှာဆိုလို့ရှိရင်ကိုယ်စားလှယ်ဖြစ်တဲ့အတွက်1089ဘတ်သာပေးရမှာဖြစ်ပြီးတော့မိမိကော်ဖီထုတ်ကြီးတစ်ထုပ်ရောင်းရမယ်ဆိုလို့ရှိရင်166ဘတ်အမြတ်ရမှာဖြစ်ပြီးတော့မိမိဝယ်သုံးရင်166ဘတ်သက်သာမှာဖြစ်ပါတယ်အမှတ်အနေနဲ့ကတော့အမှတ်80ပေးထားပါတယ်ဥပမာအနေနဲ့မိမိကတစ်နေ့မှာဂျင်းစင်းကော်ဖီထုတ်ကြီး2ထုပ်နဲ့သွားတိုက်ဈေးတစ်ခုရောင်းရခဲ့မယ်ဆိုရင်အမြတ်အနေနဲ့356ဘတ်ရမှာဖြစ်ပြီးတော့အမှတ်အနေနဲ့150ရရှိမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့မှကျွန်တော်ဇူလန်ကုမ္ပဏီကအထူးကောင်းချက်6ချက်ဆိုပြီးတော့ပေးထားပါတယ်အဲ့ဒီမှာနံပါတ်1ချက်ကတော့အမှတ်တွေကိုစုပြီးပေါင်းပေးပါတယ်နံပါတ်2ကတော့အချိန်ကာလကိုမကန့်သက်ထားပါဘူးနံပါတ်3ကကျတော့ယာဒူးတွေတက်ပြီးရင်ပြန်ကျခြင်းလုံးဝမရှိပါဘူးဒီချက်3ချက်ကိုကျွန်တော်အခြေခံပြီးတော့မှကျွန်တော်ကနံပါတ်2
အပတ်စဉ်ဘောနဲ့900ခိုင်နှုန်းကနေ20ခိုင်နှုန်းဘယ်လိုရအောင်လှုပ်ဆောင်လဲဆိုတာလေးကိုဥပမာအနေနဲ့ရှင်းပြပေးမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်အနေနဲ့ကျွန်တော်ဇူလန်ကော်မီရပိုင်ခွင့်နံပါတ်2အချက်ကိုရဖို့အတွက်အချိန်3လတည်းနဲ့ရနိုင်တယ်ဆိုတာလေးကိုဥပမာအနေနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ဇူလန်ကော်မီရပေးထားတဲ့ရပိုင်ခွင့်မှာဆိုရင်တော့ရာခိုင်နှုန်းတွေကအခုလိုမျိုးစဉ်စဉ်ရှိပါတယ်မိမိအနေနဲ့အမှတ်150ပြည့်ခဲ့ရင်ကော်မီက900ခိုင်နှုန်းနဲ့ဘောနဲ့ရှင်းပေးမှာဖြစ်ပြီးတော့အမှတ်1000ပြည့်ခဲ့ရင်800ခိုင်နှုန်းနဲ့ဘောနဲ့ရှင်းပေးပြီးတော့အမှတ်3000ဆိုလို့ရှိရင်17ရာခိုင်နှုန်းအမှတ်9000ဆိုလို့ရှိရင်14ရာခိုင်နှုန်းအမှတ်9000ဆိုလို့ရှိရင်18ရာခိုင်နှုန်းဖြစ်ပြီးတော့အမှတ်9000ပြည့်တဲ့နေ့ကနေစပြီးတော့မှအမြဲတမ်း20ရာခိုင်နှုန်းနဲ့ဘောနဲ့ရှင်းပေးသွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပထမဦးဆုံးလာမှာပဲတရက်ကနေ15ရက်ကိုကျွန်တော်တို့စကြည့်ရအောင်ဒီနေရာမှာထပ်ပြီးတော့ကျွန်တော်ဖြည့်ဆွက်ပြောချင်တာကကျွန်တော်ရဲ့ဇူလန်ကုမ္ပဏီမှာဘောနဲ့ရှင်းပေးတဲ့ကာလကိုတစ်လမှာ2ကြိမ်သတ်မှတ်ထားပါတယ်ပထမဦးဆုံးကြိမ်အနေနဲ့တရက်ကနေ15ရက်အတွင်းထဲမှာမိမိအနေနဲ့စတင်ပြီးတော့ကိုလွတ်တဲ့ပစ္စည်းတွေကိုဝယ်သုံးရင်းနဲ့အမှတ်150ပြည့်ခဲ့မယ်ဆိုလို့ရှိရင်900ခိုင်နှုန်းနဲ့စတင်ပြီးတော့ဘောနဲ့ခန်းစားခွင့်ရှိမှာဖြစ်ပြီးတော့မိမိသုံးလို့ကောင်းတယ်ဆိုလို့ရှိရင်မိတ်ဆွေတငယ်ချင်းတွေကိုထပ်မံမိတ်ဆက်ပေးခြင်းအပြင်မိတ်ဆွေတငယ်ချင်းတွေအနေနဲ့မိမိလိုမျိုးလဲဇူလန်ကုမ္ပဏီမှာအဖွဲ့ဝင်ဖြစ်နေဝင်ရောက်လို့ရတယ်လို့ထုတ်ကုန်ပစ္စည်းတွေကိုလည်းမိမိကိုယ်တိုင်လည်းသုံးစွဲလို့ရတယ်လို့ပြန်လဲဖြန့်ချီရောင်းချမယ်ဆိုလို့ရှိရင်လည်းရပါတယ်ဒါဆိုလို့ရှိရင်ကုမ္ပဏီကမိမိမှာအဖွဲ့အစည်းရှိလာတဲ့အတွက်မိမိအဖွဲ့အစည်းကရရှိတဲ့အမှတ်နဲ့မိမိအမှတ်ကိုပြန်လဲပြီးတော့ပေါင်းပေးမှာဖြစ်ပါတယ်ဥပမာအားဖြင့်ပထမအဆုံးလဒုတိယပတ်မှာမိမိနဲ့မိမိအဖွဲ့ကအမှတ်တွေအားလုံး1000ပြည့်သွားတယ်ဆိုလို့ရှိရင်နောက်ထပ်800ခိုင်နှုန်းနဲ့ဘောနဲ့ရှင်းပေးမှာဖြစ်ပါတယ်ဒီပုံစံအတိုင်းပဲပုံမှန်မိမိနဲ့အဖွဲ့နဲ့စူးစမ်းသွားလို့2လမြောက်ပထမပတ်ကိုရောက်လာတဲ့အခါမှာအမှတ်တွေကစလုပ်ကလေးကနေပြီးတော့စုထားတဲ့အမှတ်နဲ့ပေါင်းလို့3000ပြည့်ခဲ့ရင်17ရာခိုင်နှုန်းအဖြစ်ဘောနဲ့ရှင်းပေးမှာဖြစ်ပြီးတော့ဒီပုံစံတိုင်းပဲဆက်ပြီးအဖွဲ့နဲ့လောက်သွားမယ်ဆိုလို့ရှိရင်2လမြောက်မှာမိမိရဲ့အမှတ်က9000ဖြစ်ပြီးတော့ရာခိုင်နှုန်းအပြင်14ရာခိုင်နှုန်းဖြစ်သွားမှာဖြစ်ပါတယ်3လမြောက်ပထမပတ်မှာဆိုလို့ရှိရင်တော့စလုပ်ကလေးကနေစုထားတဲ့အမှတ်နဲ့3လမြောက်ပထမပတ်မှာမိမိနဲ့အဖွဲ့ရရှိတဲ့အမှတ်ပေါင်းလိုက်လို့9000ပြည့်သွားရင်18ရာခိုင်နှုန်းအဖြစ်ကော်မီကနေမိမိကိုဘောနဲ့တွက်ပေးမှာဖြစ်ပါတယ်အကယ်၍မိမိနဲ့အဖွဲ့နဲ့က3လပေါင်းလိုက်လို့အမှတ်9000ပြည့်သွားခဲ့မယ်ဆိုလို့ရှိရင် SE ဆိုတဲ့အယောင်းမှုဆောင်စီမံခန့်ခွဲရေးဆိုတဲ့ယာတုကိုထိုက်တန်စွာမိမိကိုချီးမြှင့်ပေးမှာဖြစ်ပြီးတော့မှကျွန်တော်တို့ဇူလန်ကုမ္ပဏီကနေပြီးတော့မှ SE ဆိုတဲ့အယောင်းမှုဆောင်စီမံခန့်ခွဲရေးယာတုကိုရရှိသွားတဲ့သူတိုင်းကိုနံပါတ်3အနေနဲ့အသင်းအဖွဲ့ရောင်းအားမှရရှိတဲ့ဘောနက်ဆိုပြီးတော့12ရာခိုင်နှုန်းထပ်မံခွဲဝေတိုးမြင့်ပေးမှာဖြစ်ပါတယ်အခုလိုမျိုးပဲမိမိမှာအဖွဲ့အစည်းတွေရှိလာပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဇူလန်ကုမ္ပဏီကနေပြီးတော့မှမိမိနဲ့အဖွဲ့ပေါင်းလိုက်လို့15ရက်တစ်ချိန်တိုင်းမှာအမှတ်2900အထက်ရှိခဲ့မယ်ဆိုလို့ရှိရင်ပြန်လည်ပြီးတော့ဘောနဲ့ရှင်းပေးတဲ့နေရာမှာတစ်ဆရှိပါတယ်နှစ်ဆရှိပါတယ်အကယ်၍မိမိနဲ့အဖွဲ့အစည်းနဲ့စုပေါင်းလို့အမှတ်က9400ပြည့်ခဲ့မယ်ဆိုလို့ရှိရင်တော့အမြင့်ဆုံး4ဆအထိရရှိမှာဖြစ်ပြီးတော့ SE တယောက်အနေနဲ့ဆိုလို့ရှိရင်ရပိုင်ခွင့်နံပါတ်3ချက်ထိပိုင်ဆိုင်ခွင့်ရှိမှာဖြစ်ပါတယ်နံပါတ်3ချက်ထိပိုင်ဆိုင်တဲ့ SE လို့ခေါ်တဲ့အယောင်းမှုဆောင်စီမံခန့်ခွဲရာတို့ကိုရရှိတဲ့သူတိုင်းသည်တစ်လရဲ့ဝင်ငွေသည်ဘတ်2000ကနေအထက်3000ဝန်းကျင်ထိရရှိမှာဖြစ်ပါတယ်အခုပုံမှန်မြင်တွေ့ရတဲ့အရာတွေကတော့ကျွန်တော်တို့ဇူလန်ကုမ္ပဏီမှာတာမန်လုပ်တွေကိုလုပ်ရင်းနဲ့တစ်ဖက်တစ်လမ်းနေပြီးတော့အားလက်ချိန်လေးတွေကိုကျွန်တော်ဇူလန်စီးပွားရေးကိုလာရောက်လေ့လာပြီးနောက်ပိုင်းမှာအောင်မြင်မှုတွေတကယ်ရရှိသွားခဲ့တဲ့မြန်မာပြည်သားတိုင်းရင်းသူတိုင်းရင်းသားများရဲ့စုယူနေတဲ့ပုံရိပ်လေးတွေကိုဖော်ပြထားခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ဆက်လက်ပြီးတော့ကျွန်တော်တို့လေ့လာကြည့်ကြရအောင်နောက်ထပ်မှန်ပြီးတော့မိမိရဲ့အဖွဲ့အစည်းထဲမှာမိမိလိုမျိုးပဲအမှတ်9000ပြည့်တဲ့ခေါင်းဆောင်တယောက်ကိုထပ်မံပြီးတော့ကူညီပေးနိုင်ခဲ့မယ်ဆိုရင်ကုမ္ပဏီကမိမိကို SSE လို့ခေါ်တဲ့ထက်ဆင့်ရောင်းမှုဆောင်စီမံခန့်ခွဲရေးဆိုတဲ့ယာတုနဲ့အတူရပိုင်ခွင့်နောက်ထပ်2ချက်တိုးမြင့်ပေးမှာဖြစ်ပါတယ်နံပါတ်4ချက်မှာဆိုလို့ရှိရင်တော့ခေါင်းဆောင်မွေးထုတ်မှုဘောနက်ဆိုပြီးတော့18ရာခိုင်နှုန်းရရှိမှာဖြစ်ပြီးတော့နံပါတ်5အချက်မှာဆိုလို့ရှိရင်တော့အာရှနိုင်ငံများအလဲခီးစဉ်ကိုအခမဲ့တွားရောက်ခွင့်ကိုရရှိမှာဖြစ်ပါတယ်ဒီနေရာမှာဆိုလို့ရှိရင်တော့ SSC ရာထူးကိုရရှိလာတဲ့ခေါင်းဆောင်တူကရပိုင်ခွင့်5ချက်အထိကိုပိုင်ဆိုင်ခွင့်ရမှာဖြစ်ပြီးတော့တလရဲ့ဘောနက်ဝင်ငွေမှာဆိုလို့ရှိရင်လည်းဘတ်3000ထက်ကိုရပိုင်ခွင့်ရှိမှာဖြစ်ပါတယ်ဟုတ်ကဲ့ဆက်လက်ပြီးတော့ကျွန်တော်တို့ဇူလန်ကုမ္ပဏီမှာမိမိအနေနဲ့မိမိလိုမျိုးပဲအဖွဲ့ဝင်ထဲမှာအမှတ်9000ပြည့်တဲ့ခေါင်းဆောင်2လိုင်းကိုထပ်မံတည်ဆောက်နိုင်မယ်ဆိုလို့ရှိရင်တော့မိမိကိုကုမ္ပဏီကနေ SM လို့ခေါ်တဲ့အယောင်းမန်နေဂျာရာထူးကိုတိုးမြင့်ပေးပြီးတော့ရပိုင်ခွင့်နံပါတ်6အချက်ကိုရရှိမှာဖြစ်ပါတယ်နံပါတ်6ချက်ကတော့တိုးတက်မှုဘောနက်ဆိုပြီးတော့400ခိုင်နှုန်းပေးထားပါတယ်ဒီနေရာမှာလည်းပဲ
အည်သွေးပြေးဝခြင်းပေါ်မှာမူတည်ပြီးတော့တစ်စားရှိတယ်နှစ်စားရှိတယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင် SM Manager ရာထူးကိုရရှိတဲ့သူတိုင်းဒီရပိုင်ခွင့်6ချက်ထိကိုပိုင်ဆိုင်ပြီးတော့တစ်လရဲ့ဝင်ငွေအားဆိုလို့ရှိရင်လည်းဘတ်4000ဝန်းကျင်ထိရရှိမှာဖြစ်ပါတယ်ဟုတ်ကဲ့ဆက်လက်ပြီးတော့မှမိမိအနေနဲ့အဖွဲ့ဝင်တွေတဲကနေပြီးတော့အမှတ်9000ပြည့်တဲ့သူ၄လိုင်းကိုမွေးထုတ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်ကုမ္ပဏီကနေပြီးတော့ SSM လို့ခေါ်တဲ့ထက်ဆင့်ရောင်းမန်နေဂျာရာထူးကိုချီးမြှင့်ပေးပြီးတော့ရပိုင်ခွင့်နံပါတ်9ချက်ထိတိုးမြှင့်ပေးမှာဖြစ်ပါတယ်အားလုံးပေါင်းနံပါတ်9ချက်ထိရရှိမယ်ဆိုလို့ရှိရင်နံပါတ်9မှာကားစုကြေးငွေဆိုပြီးတော့400ခိုင်နှုန်းကုမ္ပဏီကနေပြီးတော့ချီးမြှင့်ပေးမှာဖြစ်ပါတယ်အခုပုံမှာတွေ့ရတာကတော့ကျွန်တော်မြန်မာပြည်သားတွေကနေမှကားစုတွေကိုအောင်မြင်သွားခဲ့တဲ့ခေါင်းဆောင်တချို့ရဲ့ပုံရိပ်တွေဖြစ်ပါတယ်တကယ်လို့ SSM Manager ဆိုတဲ့ယာတူးကိုရရှိခဲ့မယ်ဆိုရင်တော့ရပိုင်ခွင့်နံပါတ်1ကနေပြီးတော့မှ9ချက်ထိပိုင်ဆိုင်ပြီးတော့တစ်လမှာဘောနဲ့ဝင်ငွေဘတ်9000အထက်ကိုရပိုင်ခွင့်ရှိမှာဖြစ်ပါတယ်ဟုတ်ကဲ့ဆက်လက်ပြီးတော့ကျွန်တော်တို့ဇူလန်ကုမ္ပဏီမှာမိမိရဲ့အဖွဲ့အစည်းထဲမှာအမှတ်9000ပြည့်တဲ့ခေါင်းဆောင်6ယောက်ကိုမွေးထုတ်နိုင်ခဲ့မယ်ဆိုရင်ကုမ္ပဏီကမိမိကို DSM လို့ခေါ်တဲ့စိန်အဆင့်ရောင်းမန်နေဂျာယာတူးကိုချီးမြှင့်ပေးပြီးနောက်ပိုင်းမှာရပိုင်ခွင့်နံပါတ်10အထိကိုချီးမြှင့်ပေးမှာဖြစ်ပါတယ်နံပါတ်10မှာဆိုလို့ရှိရင်တော့ Diamond 2ဖို့နဲ့ဆိုပြီးတော့600ခိုင်နှုန်းပေးမှာဖြစ်ပြီးတော့နံပါတ်9မှာဆိုလို့ရှိရင်တော့ဥရောပနိုင်ငံများအလဲခီးစဉ်ဆိုပြီးတော့မိမိတူအောင်မြင်တာနဲ့မိမိရဲ့မိသားစုဝင်တွေကနေတဦးအဖို့ခေါ်သွားခွင့်ရှိပြီးတော့နှစ်ဦးအထက်သွားရောက်လဲပန်းခွင့်ရှိတဲ့ခီးစဉ်မျိုးကိုအခမဲ့ကုမ္ပဏီကနေပြီးတော့ခေါ်ဆောင်သွားပေးမှာဖြစ်ပါတယ်နံပါတ်10မှာဆိုလို့ရှိရင်တော့ Diamond ခိုင်မြဲမှု bonus ဆိုပြီးတော့200ခိုင်နှုန်းချီးမြှင့်ပေးမှာဖြစ်ပါတယ်ယခုပုံမှာမြင်တွေ့ရတဲ့သူတွေကတော့ကျွန်တော်တို့ရဲ့ဇူလန်ကုမ္ပဏီမှာဥရောပခီးစဉ်တွေကိုတွားရောက်လဲပတ်ခွင့်ရရှိခဲ့တဲ့ခေါင်းဆောင်တချို့ရဲ့ပုံရိပ်တွေပဲဖြစ်ပါတယ်။တကယ်လို့ကျွန်တော်တို့ဇူလန်ကုမ္ပဏီမှာ Diamond ဆိုတဲ့ယာတူးနဲ့ရပိုင်ခွင့်10ချက်ထိပိုင်ဆိုင်ခွင့်ရှိပါတယ်။အခုလိုမျိုး10ချက်ထိပိုင်ဆိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့လက်ရှိယာတူးမှာပဲမိမိအနေနဲ့တစ်လအဝင်ငွေပတ်သိန်းကနန်းအထိရပိုင်ခွင့်ရှိမှာဖြစ်ပါတယ်။ဟုတ်ကဲ့ထပ်မံပြီးတော့ကျွန်တော်တို့ဇူလန်ကုမ္ပဏီကနေပြီးတော့မှဟောဒီမိမိရဲ့အဖွဲ့အစည်းတွေကနေပြီးတော့မှခေါင်းဆောင်8လိုင်းကိုမွေးထုတ်နိုင်ခဲ့မယ်ဆိုလို့ရှိရင် CDM ဆိုတဲ့ယာတူးကိုချီးမြှင့်ပေးမှာဖြစ်ပြီးတော့မိမိရဲ့အဖွဲ့အစည်းထဲမှာခေါင်းဆောင်10လိုင်းကိုမွေးထုတ်နိုင်ခဲ့မယ်ဆိုလို့ရှိရင် RCM ဆိုတဲ့ယာတူး RCD ဆိုတဲ့ယာတူးကိုချီးမြှင့်ပေးမှာဖြစ်ပါတယ်လက်ရှိယာတူး3ဆင့်ကိုပိုင်ဆိုင်ခဲ့မယ်ဆိုတော့ကျွန်တော်ဇူလန်ကုမ္ပဏီကနေပြီးတော့မှအထွတ်ထိပ်ကိုအောင်မြင်တဲ့သူအဖြစ်အတိမတ်ပြုပေးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဇူလန်ကုမ္ပဏီကရပိုင်ခွင့်17ချက်လုံးကိုပိုင်ဆိုင်မှာဖြစ်ပါတယ်ဘောနဲ့ဝင်ငွေအားဖြင့်ဆိုလို့ရှိရင်လည်းလက်ရှိရပိုင်ခွင့်အနေနဲ့ဆိုလို့ရှိရင်ယခုယာတူး3ခုမှာဆိုလို့ရှိရင်တစ်လရဲ့ဝင်ငွေမှာဘတ်သိန်းကနန်းနေပြီးတော့ဘတ်တန်းနဲ့ချီပြီးတော့ရပိုင်ခွင့်ရှိမှာဖြစ်ပါတယ်ဟုတ်ကဲ့ရပိုင်ခွင့်တွေပြီးသွားတဲ့နောက်ပိုင်းမှာအခုလိုမျိုးရပိုင်ခွင့်တွေကိုရရှိစေဖို့အတွက်အထောက်အကူဖြစ်စေတဲ့အထူးကောင်းချက်6ချက်ကိုကျွန်တော်ထပ်မံပြီးတော့ရှင်းပြပေးပါမယ်နံပါတ်4ချက်မှာဆိုလို့ရှိရင်တော့ယာတူးနဲ့ဝင်ငွေကြော်တက်ခွင့်ရှိသည်ဖြစ်ပါတယ်ယာတူးနဲ့ဝင်ငွေဘယ်လိုမျိုးကြော်တက်ခွင့်ရှိလဲဆိုတာလေးကိုကျွန်တော်အနေနဲ့ဥပမာရှင်းပြပေးပါမယ်ကျွန်တော်ရဲ့ဇူလန်ကုမ္ပဏီမှာဆိုလို့ရှိရင်အရင်လာတာနောက်လာတာမဆိုင်မဲနဲ့မိမိစူးစမ်းရင်စူးစမ်းတဲ့သူကနေရာရမှာဖြစ်ပါတယ်ဥပမာအနေနဲ့ဆိုရင် A ကိုကြည့်လိုက်ရအောင် A ရဆိုလို့ရှိရင်တော့ဒါအရင်လာတဲ့သူပေါ့ဗျာ B ကိုကြည့်လိုက်ရအောင် B ကကြတော့ A ကမိတ်ဆက်ပေးလို့နောက်မှလာသူဖြစ်ပါတယ်ဒါပေမဲ့ B နဲ့ A ကအရင်လာနောက်လာတယ်ဆိုရင် B ကနောက်မှလာပေမဲ့ပို့ပြီးတော့ဒီဇူလန်စီးပွားရေးကိုတေချာလေးလာပြီးလောက်ကင်မယ်ဆိုအဖွဲ့အစည်းတွေကို A ထက်တိစောင်းနိုင်မှာဖြစ်ပြီးတော့ B ကအမြန်ဆုံးသူ့ရဲ့အဖွဲ့အစည်းထဲမှာအမှတ်9000ပြည့်တဲ့ခေါင်းဆောင်6ယောက်ကိုတိစောင်းနိုင်ခဲ့မယ်ဆိုလို့ရှိရင်မကြာခင်မှာပဲ B ဟာ DSM လို့ခေါ်တဲ့စိန်မန်နေဂျာယာတူးကိုရရှိမှာဖြစ်ပါတယ်။ A ကတော့ B တယောက်ထာလင်သူ့မှာရှိတဲ့အတွက်ရပိုင်ခွင့်ရှိခဲ့ရင် SSC ဆိုတဲ့ယာတူးသာရမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဒီယာတူးနှစ်ခုရဲ့ကွာခြားချက်ကတော့ SSC ယာတူးကရပိုင်ခွင့်5ချက်ပဲရှိပြီးတော့ DSM ယာတူးကိုရရှိတယ်ဆိုရင်တော့ရပိုင်ခွင့်10ချက်အထိရရှိမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဇူလန်ကုမ္ပဏီမှာအရင်လာတာနောက်လာတာမဆိုင်မဲနဲ့စ조사တဲ့သူကယာတူးကောဝင်ငွေပါကြော်တက်ခွင့်ရှိတဲ့အတွက်တရားမျှတမှုရှိတဲ့ရပိုင်ခွင့်လို့ကျွန်တော်တို့ပြောလို့ရပါတယ်။ဟုတ်ကဲ့ဆက်လက်ပြီးတော့အထူးကောင်းချက်မှာဆိုလို့ရှိရင်နံပါတ်5ချက်ကိုရှင်းပြမယ်ဆိုရင်အမွေဆက်ခံခွင့်ရှိပါတယ်။ဟုတ်ကဲ့ဒီအမွေဆက်ခံခွင့်ရှိတဲ့နေရာလေးမှာလည်းကျွန်တော်အနေနဲ့နယ်ပယ်တီးတီးမှာအောင်မြင်မှုတွေကိုရရှိထားတဲ့လုပ်ငန်း၃မျိုးရဲ့အနာဂတ်ခိုင်မာမှုကိုမိတ်ဆက်ပေးနှိုင်းယှဉ်ပေးမှာဖြစ်ပါတယ်။ဟုတ်ကဲ့ဒီညမှာဆိုရင်ဥပမာကြည့်ရင်ဆရာဝန်မင်းသားမင်းသမီးဇူလန်စီးပွားရေးလုပ်သူဆရာဝန်ဆိုလို့ရှိရင်လည်းဆေးပညာနယ်ပယ်မှာအောင်မြင်တဲ့သူဖြစ်ပြီးတော့မင်းသားမင်းသမီးဆိုရင်လည်းအနုပညာနယ်ပယ်မှာအောင်မြင်တဲ့သူဖြစ်ပါတယ်။ဇူလန်စီးပွားရေးလုပ်သူဆိုရင်လည်းစီးပွားရေးနယ်ပယ်မှာအောင်မြင်သူဖြစ်ပါတယ်။သူတို့သုံးဦးဒီလုပ်ငန်းမတူညီပေမဲ့သူတို့မှာတူညီတဲ့အရာကတော့
ဥပမာလစဉ်ဝင်ငွေဘတ်သိန်းကနန်းရှိကြတယ်လို့ကျွန်တော်တို့ကြည့်ကြည့်ရအောင်ပေါ့နော်ဒါဆိုလို့ရှိရင်ဟောဒီမိမိတို့ပိုင်ဆိုင်တဲ့လစဉ်ဝင်ငွေသိန်းကနန်းနဲ့မိမိတို့ရဲ့အောင်မြင်မှုဒီမိမိတို့မှာရှိနေတဲ့9နှစ်ရွယ်သားသမီးလေးတွေအတွက်အနာဂတ်ရဲ့အာမခံချက်ကိုဘယ်လိုမျိုးပေးနိုင်လဲဆိုတာကျွန်တော်တို့ဥပမာရှင်းကြည့်မယ်နော်ဆရာဝန်တယောက်ဖြစ်ဖို့အတွက်ကျွန်တော်တို့ပညာသင်နှစ်ကနှစ်20ကျော်သင်ယူရတာဖြစ်တဲ့အတွက်ချက်ချင်းဆရာဝန်ဖြစ်ပြီးတော့ဝင်ငွေသိန်းချီရဖို့ဆိုတာမလွယ်ပါဘူးအဲ့အတွက်ကြောင့်တကယ်လို့ဆရာဝန်တယောက်ဒီအချိန်တန်လို့အနားယူရသည်ရှိတော့သို့မဟုတ်ကျန်းမာရေးတစ်ခုခုကြောင့်အသက်အရွယ်အကြီးလျင်လာလို့ပဲဖြစ်စီပေါ့နော်အသက်မရှိတော့ဘူးဆိုရင်အနားယူတော့မယ်ဆိုလို့ရှိရင်ဖြစ်ဖြစ်ပေါ့ဆရာဝန်ရဲ့ယာဒူးနဲ့ဝင်ငွေသိန်းကနန်းကိုသူ့ရဲ့9နှစ်ရွယ်သားသမီးလေးဟာဘလို့မှစက္ကန့်ခွင့်ရှိမှာမဟုတ်တဲ့အတွက်ဆရာဝန်ရဲ့အောင်မြင်မှုနဲ့ရလဒ်ဒီဆရာဝန်မှာပဲအဆုံးသတ်သွားမှာဖြစ်ပါတယ်ဒီလိုပါပဲကျွန်တော်ဒီဘက်မှာဆိုလို့ရှိရင်လည်းမင်းသားမင်းသမီးကိုကြည့်ကြည့်မယ်ဆိုလို့ရှိရင်လည်းမင်းသားမင်းသမီးဟာဇက်ကားတကားရိုက်တိုင်းမှာဝင်ငွေသိန်းချီရတယ်လို့ဥပမာကျွန်တော်တို့သဘောထားကြည့်အောင်ဒါပေမဲ့သူတို့ရဲ့9နှစ်ရွယ်သားသမီးလေးတွေကိုတော့ဘယ်ထုတ်လို့သူဒါရိုက်တာတွေကမှဇက်ကားတကားကိုသိန်းနဲ့ချီပေးပြီးတော့ငားရမ်းပြီးရိုက်မှာမဟုတ်တဲ့အတွက်မင်းသားမင်းသမီးရဲ့အောင်မြင်မှုတည်လည်းပဲမင်းသားမင်းသမီး